တရားဟောဘုန်းကြီးများလည်းလွယ်တာမဟုတ်ရှမ်းပြည်ရောက်တော့ပရိတ်တောင်ပြင်ရွရရန်တုံနိမိတ်အဝမင်္ဂလေးစာဆိုတော့သူတို့အင်းဝါကြီးထဲတဲ့တို့ရှမ်းပြည်မပါဘူးဆိုလို့ဘုန်းကြီးတစ်ပါးကပြင်ရွတယ်ရန်တုံနိမိတ်ရှမ်းပြည်မင်္ဂလင်းစာအမလေးရှမ်းမကြီးကြီးမျိုးတာဆိုပဲပြည်တိုင်းပြီးတော့ရှမ်းမတွေကသူတို့လှူတဲ့ပစ္စည်းကိုအကုန်စစ်စစ်ငါပါတယ်ရင်လားတောင်ပြုတ်တို့မချောင်ပြားတို့ပဲလေးငွေတို့ပေါ့ဗျာစုံးနေအောင်ပါတယ်ရင်လားပါတယ်ရင်တော့တရားနာဖြစ်တာဘုန်းကြီးကလည်းပဲပါဠိကရှာမရပါဠိရှာပြတော့ဖြစ်တယ်လို့တော့ကြောင်းခံချရအောင်ပါမပါလို့လည်းမဖြစ်ဘူးဘုန်းကြီးကရေထဲချတယ်ထဲချလိုက်ရှုပ်ထွေးတဲ့စာအမွှေးဆုပ်ဆုပ်ကြောင်းပြုတ်ကို၎င်းဘုန်းကြီးကပါတယ်ပြည်သားပါဠိစာရှာမရလို့ပြုတ်ကအရေးကြီးတာကိုပြည်သားမနဟောဖို့သူတော်ဝိဇ္ဇုလို့လို့ပေါ့ကာဗဒလမ္မတိဖို့သူတို့ကာဗဒကြောင့်လမ္မတိလို့လည်းအဲ့တော့တို့ကြောင့်ဖို့သူတို့ကြတော့ဖို့သူတို့ဆိုချရတယ်ခါချသူတို့ကရှုပ်ထွေးတဲ့စာအမွှေးဆုပ်ဆုပ်ကြောင်းပြုတ်ကို၎င်းရှေတတဲ့စာပဲလေငွေကြီးကို၎င်းပါဠိကရှာမရပြာတာတာစာကချုံပြားကြီးကို၎င်းလုံတုံတုံစာအုံကြီးကို၎င်းလုံးပြုတ်ရှင်းစာကပြောပြီးကြီးကို၎င်းဘုန်းကြီးချမ်းပန်ကြောက်ထားတာလုံးပြီးပြုတ်ပြီးသူကနည်းနည်းရှင်းတယ်ဆံကပြောပြီးကလုံးပြုတ်ရှင်းအဲ့ဒီလိုကြမ်းဖန်ရှာတော့အမလေးဗမာဘုန်းကြီးစာတတ်တဲ့ဟဲ့ဆိုရှမ်းမကြီးကြီးညိုလိုက်ကြတာဆိုပဲပြိဿဒီလိုမြန်မာလိုပြောတဲ့ AI က run video တွေဘယ်ကတင်လဲမေးနေကြလို့တကယ်တော့ကျွန်တော်က AI view မှာတင်ထားတာပါဒီလို animation တွေကစလို့ကိုပိုင်ကြောညာတွေဖန်တီးတာအထိအကုန်တင်ပေးတာနော်စိတ်ဝင်စားတဲ့သူတွေအတွက် mention လဲခေါ်ပေးထားသလို comment မှာလဲ link ချထားပါတယ်ဗျ